ဒီမျိုးသမီးကထူးခြားတဲ့စွမ်းရှင်တဦးဖြစ်ပြီးလက်ဝဲအားကစားရုံတစ်ခုမှာနီးပြလုပ်ဖို့အင်တာဗျူးလာဖြေတာပါသူမကလက်သီးတစ်ချက်တည်းနဲ့ကြောက်သားချက်ကြီးကိုအပိုင်းပိုင်းပြတ်သွားအောင်ထိုးပြလိုက်တဲ့အခါအားကစားရုံပိုင်ရှင်ကသူမကိုချက်ချင်းအလုပ်ခံလိုက်ပါတယ်ဒါပေမဲ့ပိုင်ရှင်ဖြစ်သူကအမျိုးသမီးရဲ့အစွမ်းစားကိုမနာလိုဖြစ်တာကြောင့်သူမကိုတန်ရှင်းပဲလုပ်ခိုင်းထားပါတယ်အဲ့ဒီအချိန်မှာပဲအမျိုးသားတစ်ယောက်ကအားကစားရုံပိုင်ရှင်ကိုစိန်ခေါ်ဖို့ရောက်လာပါတယ်သူတို့နှစ်ယောက်ဟာစွမ်းရှင်တွေဖြစ်ကြပါတယ်အားကစားရုံပိုင်ရှင်ကအရင်ဆုံးစတင်တိုက်ခိုက်ပေမဲ့အမျိုးသားဖြစ်သူကရှောက်လွှဲနိုင်ခဲ့ပါတယ်အဲ့နောက်မျိုးသားကပြန်လည်တိုက်ခိုက်တဲ့အခါမှာလည်းပိုင်ရှင်ဖြစ်သူကရှောက်နိုင်ခဲ့ပါတယ်အဲ့ဒီပွဲကိုတထေးကြီးတဦးကလည်းအပေါ်ကနေကြည့်ရှုနေပြီးဘယ်သူနိုင်မလဲဆိုတာကိုခံမှန်းနေပါတယ်တစ်ဖက်မှာတော့တန်ရှင်းလုပ်နေတဲ့အမျိုးသမီးကအားကစားရုံပိုင်ရှင်ရှုံးလို့မယ်လို့တွေးနေပါတယ်တထေးကြီးကတော့ဒီမျိုးသမီးဘာမှနားမလည်ဘူးလို့ထင်နေတာပါအားကစားရုံပိုင်ရှင်ကလေထဲကိုခုန်တက်ပြီးတိုက်ခွက်ပေါ်ပေမဲ့အမျိုးသားရဲ့ဒဏ်ရာပေးခြင်းကိုခံလိုက်ရပြီးနောက်ဆုံးမှာတော့အမျိုးသမီးခံမှန်းထားတဲ့အတိုင်းရှုံးနေသွားပါတော့တယ်ရုတ်တရက်အဲ့ဒီမျိုးသားကအပေါ်ကကြည့်နေတဲ့တထေးကြီးကိုအလင်းငိုက်တိုက်ခိုက်လိုက်ပါတယ်ဒါပေမဲ့အမျိုးသမီးကအဲ့ဒီတိုက်ခွက်ကိုဂျားကနေပိတ်ဆို့တားဆီးပေးလိုက်ပါတယ်အဲ့နောက်သူမကအောက်ကိုပြန်ဆင်းသွားပြီးအမျိုးသားရဲ့စိန်ခေါ်မှုကိုလက်ခံလိုက်ပါတယ်အမျိုးသားကအရင်ဆုံးတိုက်ခိုက်ပေမဲ့အမျိုးသမီးကအသာရပဲရှောင်လွှဲနိုင်ခဲ့ပါတယ်ပြီးနောက်အမျိုးသမီးကပြန်လည်ကန်ကျောက်လိုက်တဲ့အခါအမျိုးသားရဲ့ခြေထောက်ဟာခဏချင်းမှပဲဒဏ်ရာရသွားပြီးအမျိုးသမီးကဒီတိုက်ပွဲကိုအေးအေးဆေးဆေးပဲအနိုင်ရရှိသွားပါတော့တယ်